ခဏနေရဗီဒီယိုရိုက်ထားတဲ့ထင်ပြီးတော့သူတို့တွေပြောနေရပေါ့နော်ဗီဒီယိုကမသိမိတာโอเคဒီနေ့မှာတော့စာအုပ်ပါဆယ်ဖောက်မှာဖြစ်ပါတယ်ဒီမျိုးလို unboxing ဗီဒီယိုရိုက်ချင်နေတယ်ဘာမှမရှိလို့ဒီနေ့စာအုပ်ပါဆယ်ရောက်လာတာနဲ့ unboxing ဗီဒီယိုရိုက်မှာဖြစ်ပါတယ် okay let's unbox with me ကနေတော့ဓာတ်ခွာပြီးပြီပေါ့နော်အဲ့ဟာယူမရိုက်ထားမိအခုဒါဒီဆက်ကိုလေးကိုပဲခွာတာရိုက်ပြမယ်ပေါ့နော်အဲ့ဒီအရှိမမှာသူကဓာတ်လေးပါတယ်ဒါလေးပေါ့နော် this is the one that I've been wanted ဒါဆိုရင် bookmark ပဲ postcard မှာလာရေးထားတယ်2026ခုနှစ်မင်္ဂလာနေ့တင်မှာအဝေးနေ့အနည်းနဲ့မြန်မာပြည်သူပြည်သားများအားလုံးချစ်တော်သူများနဲ့တကွငြိမ်းချမ်းလုံခြုံပျော်ရွှင်အေးချမ်းတော်မူပါကိုရရှိနိုင်ပါစေမေတ္တာဖြင့်ပုံညာခင်နဲ့လက်ကျန်လာရောက်အလွမ်းပြီးစာအုပ်လေးပေါ့နော်ထဒန်ကြားရကတော့ဒီစာအုပ်ရဲ့အတွင်းထဲပေါ့နော်အတွင်းထဲမှာပကြီးစာရင်းတာတချို့တစ်ခုပေါ့နော်တချို့တစ်ခုလည်းထည့်ထားပေးတယ်လို့ Okay oh like thisစာအုပ်ဝယ်တဲ့အချိန်မှာပထမဆုံးဒီလိုလုပ်ကြည့်ပေါ့နော်အဲ့ဒီအနံစာအုပ်ရဲ့အနံ Okay ဒီမှာလေးကြည့်ပါဒီပင်းစီးနေတဲ့ပုံစံလေးဒီစာမျက်နှာလေးပါလားဒီကြည့်မယ်ပါမယ်ထင်တယ်အိုးမတွေ့လိုက်တယ်ဒီမှာအိုးတယ်မဒီလိုလေးပါရဲ့နော်ဒီလိုစာမျက်နှာတူထည့်ပေးထားရလို့ဆရာမပြောရပေါ့နော်ဘယ်ထိထားလဲဖျားစီလေးပေါ့ဘယ်ကစီလေးပေါ့ဆိုရှင်လေဘယ်ကနေကတော့ဒီလိုလေးထိထားတယ်ရှင်တမန်ရဖျားကြီးပေါ့နော်ဒါဆရာမရဲ့နောက်ဆုံးထွက်ထားတဲ့နောက်ဆုံးလက်ခတ်ပါလက်ကျန်လာရအောင်ပေါ့နော်လက်ကျန်လာရ my favorite book ဒါကတော့2026မှာပထမဆုံးဝယ်တဲ့စာအုပ်ဖြစ်ပါတယ်အခုဖတ်နေတာကတော့မအိတ်ကပေါ့နော်25မှာလည်းပထမဆုံးဝယ်တဲ့စာအုပ်ကဘာလဲသိလားဆမပေါင်းရခင်ရဲ့နောက်ဆုံးလက်ခတ်ဖြစ်ပါတယ်ဒီမှာပါတဲ့ဟာပေါ့နော်နောက်ဆုံးလက်ခတ်ဖြစ်ပါတယ်မနစ်ကနောက်ဆုံးလက်ခတ်ကိုဒီလိုချိန်မှာပဲထွက်တယ်ဒီနေ့လည်းဒီမြက်ကြီးရုံရဲ့ပဒန်ရွှေပြည်ကိုဒီလာမှာပေါ့နော်ဒီလိုချိန်မှာပဲလက်ထွက်ပါတယ်Yeah baby ဆိုတော့ဖတ်ဖို့ပဲကြံပါတော့ရယ်ဖတ်ပြီးရင်တော့ကောင်းမကောင်းကို review ကောင်းမကောင်းကို review ပြန်ပေးမှာဖြစ်ပါတယ် honest review ပေါ့နော် Okay see you bye bye love you